အလုံးမင်္ဂလာပါဒီချင်းမိတ်ဆွေတကယ်ချင်းအပေါင်းတို့အတွက်2026ရဲ့တနစ်တာအတွက်အကောင်းဆုံးလို့ထင်လို့ယူဆလို့ရတဲ့မွေးကဏ္ဍလေးစိုက်ကလေးနဲ့တကွတင်ပြပြီးမွေးစိုက်ကလေးတင်ပြပေးတော့မှာဖြစ်ပါတယ်2026ရဲ့အကောင်းဆုံးမွေးကဏ္ဍငလေးတစ်ခွက်ပါ2017စရကြိမ်မှာပရိငါနေခွန်6ဆိုတဲ့ပရိငါအဲ့နေခွန်6ဆိုတဲ့ပရိငါလေးကထိတ်သုံးလုံးပေါင်း934 5နှစ်ခါ934 5နှစ်ခါ3လို့စောင်းတယ်934 5နှစ်ခါ3လို့စောင်းပြီးရင်ဒီနေ့သူကနေဒီနေ့2နှစ်3နှစ်မြောက်မှာ8နှစ်5ပရိငါလို့ကြာပါတယ်8နှစ်5ပရိငါလို့ကြာခဲ့တယ်အဲ့ကြာခဲ့တဲ့ပရိငါလေးကအဲ့ပရိငါလေးကကြာခဲ့တယ်8နှစ်5ဆိုတဲ့ပရိငါလေးကြာခဲ့တယ်နောက်တစ်ဆိုင်ကနောက်တစ်ခါအဲ့ဒီသူရဲ့နောက်နှစ်မှာ816ဆိုတဲ့ပရိငါလေးနော်816ဆိုတဲ့ပရိငါလေးကလည်း4 3 6 5နှစ်ခါ3လို့စောင်းပါတယ်နော်816ပရိငါလေးက4 3 6 5နှစ်ခါ3လို့စောင်းသူကနေတစ်နှစ်နှစ်နှစ်3နှစ်မြောက်မှာ3ရဲ့နှစ်ခါ5ပရိငါ258ပရိငါလို့ကြာခဲ့နော်258ပရိငါလို့ကြာတယ်ဒုတိယကနောက်တစ်ခါတတိယကမှာ861စရကြိမ်မှာပရိငါလို့တည်လိုက်တယ်အဲ့ပရိငါကနေ9ရဲ့နှစ်ခါ5 4 4 3နော်ဆက်ကြည့်ပါ9ရဲ့နှစ်ခါ5 4 4 3လို့ပြန်တယ်3လို့တည်ပြီးတယ်ပြန်တယ်အဲ့သူကနေတစ်နှစ်နှစ်နှစ်3နှစ်မြောက်မှာ3ရဲ့နှစ်ခါ5ပရိငါ8 5နှစ်လို့ကြာခဲ့ပါတယ်ဘုရားနာလေး8 5နှစ်လို့ကြာခဲ့တယ်အဲ့မှာပထမကကိုသွားပြန်သွားကြည့်အောင်နှစ်ခွန်6ပရိငါနှစ်ခွန်6ပရိငါနော်နှစ်ခွန်6ပရိငါလို့ကြာပြီးတယ်ပြန်တယ်သူ့အောက်ကနေ6ထိပ်3ညထိပ်4ထိပ်9 3ည4 3နော်9နှစ်ခါ3လို့စောင်းခဲ့တယ်9နှစ်ခါ3လို့စောင်းခဲ့စောင်းတဲ့အချိန်မှာသူကကွာကိုလို့ခံခဲ့တယ်ပထမကမှာသူကနေတနေ့နှစ်နှစ်3နှစ်မြောက်မှာ8နှစ်5လို့ပရိငါ8နှစ်5လို့ပရိငါထွက်ခဲ့တယ်တခါသူ့ရဲ့နောက်နဲ့ဒုတိယကမှာ816ပရိငါကနေမှထိတ်သုံးလုံးပေါင်း4ထိတ်3ထိတ်6ထိတ်4 3 6 13လို့ဖြစ်ခဲ့တယ်13လို့ဖြစ်ခဲ့တဲ့အချိန်မှာခုနပထမကကွာကိုဒုတိယကကွာ8ကွာကိုကွာ8လို့ခံပြီးတဲ့ပြိုင်တယ်သူကနေတစ်နှစ်နှစ်3နှစ်မြောက်မှာအဲ့ခုနကပရိငါ3ရဲ့နှစ်ခါ5ပရိငါလေးက258ပရိငါပြန်ကြခဲ့တယ်တခါတတိယကမှာသူ့ရဲ့နောက်နဲ့861ပရိငါနော်861ပရိငါလို့ဖြစ်ခဲ့တယ်861ပရိငါကနေသူကဘယ်လိုပြန်လာခဲ့တယ်ဆို9ရဲ့နဲ့ကခုနလိုပဲထိတ်သုံးလုံးပေါင်း3လို့စောင်းခိုင်းတဲ့အတွက်9ထိတ်4ထိတ်4ထိတ်5 4 4 3လို့စောင်းလိုက်တယ်3လို့စောင်းတဲ့အချိန်မှာပထမကကွာကိုဒုတိယကကွာ8တတိယကကွာခွန်ဆိုပြီးပရိ3ကို3လို့စောင်းတဲ့အချိန်မှာကွာခွန်လို့ဖြစ်ခဲ့တယ်ကွာခွန်ကနေသူကတစ်နှစ်နှစ်နှစ်3နှစ်မြောက်မှာ8 5နှစ်ပရိ9ဆိုတဲ့ဝေကနာလေးကြာခဲ့အဲ့3လို့စောနှစ်ခွန်6ပရိငါ9နှစ်ခါ9 3ည4 3ကွာ9လို့ခံပြီးတစ်နှစ်နှစ်နှစ်3နှစ်မြောက်မှာနှစ်ခွန်6ပရိငါ9ရဲ့နှစ်ခါ9 3ည4 3 9နှစ်ခါ3ကွာ9လို့ဖြစ်ပြီးတယ်ဗျာနဲ့သူကနေတစ်နှစ်နှစ်နှစ်3နှစ်မြောက်မှာ3ရဲ့နှစ်ခါ9ပရိငါ8နှစ်5ဆိုတဲ့ပရိငါလေးမူသေးကြတယ်အဲ့8နှစ်5လေးပရိငါလို့မူသေးကြတဲ့အချိန်မှာသူ့ရဲ့ဇောင်းမှာ8နှစ်5လေးထွက်ရမယ့်နေရာလေးကနေရာပါပါတယ်သူ့ဇောင်းကကနန်းသူထွက်မဲ့ကနန်းကသူ့ရဲ့အရင်နှစ်ကကနန်းလေးတစ်ခွက်က4 3ည9ဆိုတဲ့ကနန်းလေးတစ်ခွက်ကသူကြမဲ့နှစ်မှာ4 3ည9လေးကကြာပြီးတဲ့ဇောင်းမှာအရင်နှစ်ကကနန်းလေး4 3ည9လေးရ3ည4 9လို့ကြာတဲ့ဇောင်းဘေးမှာ8နှစ်5ဆိုတဲ့ကနန်းကထွက်ရပါတယ်နော်8နှစ်5ဆိုတဲ့ကနန်းကလေးကထွက်ရတယ်အဲ့နှစ်မှာကသူကနှစ်ခုကနန်းနှစ်ကွက်ကြာ
နှစ်ကွက်ကြမှာ439က439လို့ကြားတယ်ဘေးမှာ8နဲ့9ထွက်တယ်နောက်တစ်ခါကခွန်334နော်ခွန်334ဆိုတဲ့ကဏ္ဍလေးကလည်းသူ့ရဲ့အဲ့နှစ်မှာခွန်334လို့ပြန်ပြီးထွက်ခဲ့ရတယ်နော်နှစ်ကွက်ပေါ့နော်ဒီနှစ်ကကဏ္ဍနှစ်ကွက်ခွန်334လို့နှစ်ကွက်ထွက်ခဲ့တယ်ခွန်334ရဲ့ခုနပြောတယ်439ရဲ့အဲ့439အဲ့ကြားခဲ့တဲ့ဇောင်းမှာသူက8နဲ့9ဆိုတဲ့ကဏ္ဍကထွက်ရတယ်ထွက်ပြီးအဲ့8နဲ့9ဆိုတဲ့မူကဏ္ဍလေးကသူ့ရဲ့နောက်နှစ်မှာ8နဲ့9လို့တဲပြန်ကြပါတယ်နော်ကြည့်လိုက်ပါ8နဲ့9လို့တဲပြန်ကြပါတယ်8နဲ့9လို့တဲပြန်ကြတယ်နော်8နဲ့9ဆိုတဲ့ကဏ္ဍဒီ8နဲ့9လို့တဲပြန်ကြတယ်အဲ့တဲပြန်ကြပြီးမှတခါဘယ်လိုပြန်တယ်လဲဆိုတော့816နော်ဒုတိယက816ပရိင်က9နဲ့က4 3ပြီးမှ3လို့ဖြစ်ပြီးတယ်ပြန်တယ်ကွာရှစ်နော်ကွာရှစ်ကနေသူကတစ်နှစ်နှစ်နှစ်3နှစ်မြောက်မှာပရိင်9ဆိုတဲ့ခုနက258ကလေးကမူသေးပါ258ကဏ္ဍလေးကြာပါတယ်258ဆိုတဲ့ကဏ္ဍလေးကြာတဲ့အချိန်မှာတဲ့အဲ့258ကြာလာရင်ဘယ်လိုနေရာမျိုးကြာမှာဆိုသူ့ရဲ့258ကြာမယ်လို့ရင်သူ့ရဲ့အရင်နှစ်ကခွန်65ဆိုတဲ့ကဏ္ဍကခွန်65လို့တက်ထွက်တဲ့ဇောင်းမှာသူကကြာပါတယ်ခွန်65ကခွန်65လို့တက်ထွက်တဲ့ဇောင်းမှာ258ကလေးကကြာပါတယ်ကြာအဲ့နှစ်ကခွန်65လို့ထွက်ခဲ့တဲ့နှစ်ကကဏ္ဍနှစ်ကွက်ပါတဲ့6နှစ်ရှိတဲ့6နှစ်ရှိကလည်းသူက6နှစ်ရှိလို့လိုက်ထွက်ခဲ့ရတယ်နှစ်ကွက်ကဏ္ဍနှစ်ကွက်ပေါ့ဗျကဏ္ဍနှစ်ကွက်ထွက်ပြီးမှတခုတည်းသောကဏ္ဍတစ်ကွက်ရဲ့ဇောင်းမှာခုန258ကလေးကြာပါတယ်ကြာပြီးတယ်ပြန်အဲ့258ကလေးကသူ့ရဲ့နောက်နှစ်မှာသူက258လို့ဒဲပြန်ကြပါတယ်258လို့ဒဲနော်258လို့ဒဲပြန်ကြခဲ့တယ်258ကလေးဒဲပါ258ကလေးကကြည့်လိုက်ပါသူကြာခဲ့တယ်ခွန်65ကခွန်65လို့ကြာတဲ့ဇောင်းဘေးမှာကြာတဲ့ဒီနှစ်ဇောင်းက258ကလေးကတဲ့သူ့ရဲ့နောက်နှစ်မှာ258လို့ဒဲပြန်ကြပါတယ်258ဒဲပါ258လို့ဒဲပြန်ကြခဲ့ပါတယ်258တကအဲ့ဒီမှာပဲ816တတိယကဖြစ်ပြီး816တဲ့ပရိင်ကနေ9ရဲ့နှစ်ခါ9443လို့စောင်းခဲ့ပြီးမှခွာခွန်လို့ခံခဲ့တယ်ပရမကကခွာကိုနှစ်ခွန်6ပရိင်က934 3လို့စောင်းခွာကိုဒုတိယက816ပရိင်က4363လို့စောင်းခွာရှစ်တတိယက861တဲ့ပရိင်က944 3လို့စောင်းခွာခွန်ခွာကိုခွာရှစ်ခွာခွန်လို့ခံပြီးတယ်ဗျာနဲ့3လို့စောင်းလို့မို့သူကနေတစ်နှစ်နှစ်နှစ်3နှစ်မြောက်မှာပရိင်က85နှစ်ဆိုတဲ့2025မှာ85နှစ်ဆိုတဲ့မူကဏ္ဍလေးတဲအောင်နေပါတယ်85နှစ်လို့အောင်နာကအောင်တဲ့နေရာမှာသူ့စောင်းမှထွက်ရမယ်အရင်နှစ်က86ခွန်ဆိုတဲ့ကဏ္ဍလေးက86ခွန်လို့တက်ပေါက်ထားတဲ့နော်86ခွန်က86ခွန်လို့တက်ပေါက်ထားတဲ့ဇောင်းမှာ85နှစ်ကလေးကထွက်ရပါတယ်ထွက်ရတဲ့အဲ့ဒီနှစ်က2024ကဏ္ဍနှစ်ကွက်ထွက်ရပါမယ်ဆိုတော့998ကနောက်တစ်ခါ998လို့ပြန်ကြပါတယ်ဒီမှာ998ကလေးက998လို့ပြန်ကြခဲ့တယ်ပြန်ကြအဲ့ကြတော့86ခွန်က86ခွန်ဆိုတဲ့ကဏ္ဍလေးက86ခွန်လို့တက်ထွက်တဲ့ဇောင်းက85နှစ်ဆိုတဲ့ကဏ္ဍလေးက2026မှာ85နှစ်လို့တက်2026မှာ25နှစ်လို့တက်ပြန်ကြပါလိမ့်မယ်အဲ့ကြတော့ပထမကကိုပြန်သွားကြစို့နှစ်ခွန်6ပရိင်9ရဲ့အောက်ကနေထိတ်သုံးလုံးပေါင်း9 3ည4 3လို့စောင်းကွာကိုလို့ကြားတဲ့နှစ်ထဲမှာအဲ့3လို့စောင်းကွာကိုလို့ကြားတဲ့နှစ်ထဲမှာ9ချိန်မြောက်မှာပရိ3ညလို့ဆင်ခဲ့တယ်ပရိ3ညလေးကလည်း4နှစ်ထိတ်သုံးလုံးပေါင်း8လို့ထောင်ပြီးမှပရိ3ညဖြစ်ခဲ့တယ်တခါဒုတိယကမှာ816ပရိ9ကနေမှ4363လို့စောင်းကွာ8လို့3လို့စောင်းကွာ8လို့ဖြစ်ခဲ့တဲ့9ချိန်မြောက်မှာ3ညပြီးတော့ဟိုက3ညပရိဒီက9ပရိဖြစ်တဲ့အချိန်မှာ9 4 9 8လို့ပဲထောင်ခဲ့တယ်ထောင်ပြီးတော့သူကနေတစ်နှစ်3နှစ်မြောက်မှာ258ပြန်ထွက်တယ်
နှစ်ငါးရှစ်ထွက်ပြီးနောက်နှစ်မှာတတိယကမှာ861ပရိငါငါးနှစ်ခါ944 3လို့စောင်းတဲ့ခွာခွန်လို့ခံရတဲ့နှစ်ပဲရှစ်ပရိလို့ထွက်ခဲ့တယ်1008နဲ့နော်ပထမကမှာ3ညပရိ1008တတိယကမှာ9ပရိ1008ပထမကမှာ3ညပရိ1008ဒုတိယကမှာ9ပရိ1008တတိယကမှာ10ပရိ1008ဆိုပြီး3ကလောက်ခဲ့တယ်အဲ့10ပရိ1008လို့ဖြစ်ပြီးတဲ့3နှစ်မြောက်မှာမှခုနက10နှစ်5ပရိ5ကြခဲ့တယ်10နှစ်5ပရိ5ကဘယ်လိုကြခဲ့တယ်ဆိုအဲ့ပရိ5လေးကြတယ်က3ညသူ့ရဲ့အရင်ဇောင်းက3ည49က3ည49လို့တက်ထွက်တဲ့ဇောင်းမှာ10နှစ်5ကြတယ်အဲ့ကြခဲ့တဲ့10နှစ်5လေးကသူ့ရဲ့နောက်နှစ်မှာ10နှစ်5လို့တဲ့ပြန်ထွက်တယ်နော်ဒုတိယကမှာ86ပရိ5 86ပရိ5 86ပရိ5ကနေ4 3 6 13လို့ထောင်းတယ်3လို့ထောင်းပြီးမှ3လို့ထောင်းပြီးသူကနေတစ်နှစ်2နှစ်3နှစ်မြောက်မှာ258ပရိ5ပရိ5လေးကသူ့ဆောင်က26ခွန်လေးကငါခွန်65လေးကခွန်65လို့တက်ထွက်တဲ့ဇောင်းမှာသူက258ကလေးကြာခဲ့တယ်အဲ့ကြာခဲ့တဲ့258ကလေးကသူ့ရဲ့နောက်နှစ်မှာ258လို့တဲ့ပြန်ထွက်ပါတယ်အဲ့ဒီမှာပဲတတိယမြောက်ကဖြစ်တဲ့86ပရိ5ကနေသူ့ရဲ့အောက်ကနေ9ထိပ်4ထိပ်4ထိပ်3လို့စောင်းတယ်3လို့စောင်းပြီးမှကွာခွန်လို့ဖြစ်ခဲ့တယ်ကွာခွန်လို့ဖြစ်ပြီးမှသူကတနေ့3နှစ်မြောက်မှာရှင်9နှစ်လို့ဆိုတဲ့ဝေကနလေးထွက်ခဲ့တယ်အဲ့ထွက်ခဲ့တဲ့အချိန်တုန်းကလည်းသူ့ရဲ့ဇောင်းက86ခွန်ဆိုတဲ့အရင်နှစ်က2024က86ခွန်ဆိုတဲ့ကဏ္ဍလေးဟာ86ခွန်လို့တက်ထွက်တဲ့ဇောင်းမှာရှင်9နှစ်ကလေးလိုက်ထိုးရပါတယ်အဲ့ထွက်ခဲ့တဲ့ရှင်9နှစ်ကလေးက2026မှာ2026မှာရှင်9နှစ်လို့တဲ့ပြန်ထွက်ရပါလိမ့်မယ်အဲ့ကြတော့ဒီရှင်9နှစ်ဆိုတဲ့ကဏ္ဍလေးဟာ2026ရဲ့အကောင်းဆုံးဝေကနာဆိုင်ကလေးဖြစ်ပါတယ်အားလုံးဝေကနာဆိုင်ကလေးထဲမှာကျန်တဲ့ဝေကနာဆိုင်ကလေးတွေလည်းကောင်းပါတယ်ကောင်းတဲ့ညီသွားပဲကျွန်တော်2026ရဲ့အထူးဝေကနာ9ခွက်တင်ပေးလိုက်ပါတယ်ရှင်9နှစ်တဲ့3ည26တဲ့2ခွန်5တဲ့6ခွန်8တဲ့9တက်9ကိုတော့မွေးကနန်းဖြစ်မွေးနိုင်ကြပါစေ2026မှာအားလုံးပဲကံကောင်းကြပါစေ